ရင်ဆုံးစပြီး NH Windows စဖွင့်ပြီးဆိုတာလည်းဘာမှမလုပ်ခင်မှာရင်တော့သူကဒီမှာလေးပထမစပြီးကိုတို့က software version အသစ်တွေတင်တယ်ဆိုလို့ရှိရင်ဘာတွေတွေ့ရဆိုတော့ new script ပေါ့နော်အဲ့မှာကိုတို့ internet line ကောင်းကောင်းကိုတို့သူ The new NX sketch free သူအသစ်လေးဘာတွေကဟိုဒီ software ဒီ version မှာဘာတွေ new လုပ်ထားပြီးအသစ်တွေလုပ်ထားပြီးဆိုတော့ဒီမှာကြည့်လို့ရတယ်နော်အဲ့တော့ပြီးလို့ရှိရင်နောက်ပြီးကိုတခုဟိုပြောမှာဒီကောင်ပေါ့ဒီမှာ row ဆိုတာရှိတယ်အဲ row မှာ presentation နဲ့ contact ဆိုတာရှိရနော်အဲနှစ်ခုကိုပုံချက်ပြောမယ်ဒီ contact ဆိုတာကိုဒီအပေါ်ဆုံးက row ဆိုတာလေးတစ်ချက်နှိပ်ပြီးနော်ပြီးရင် okay နှိပ်လိုက်နောက်ပြီး presentation မှာလည်းဒီ row ဆိုတာလေးတစ်ချက် okay နှိပ်ပြီးပါနော်အဲ့တော့ဒါဆိုကိုဟိုဖြစ်ပြီးပါနော်ဟိုဒီကောင်ဘာလို့လောက်ကလဲဆိုတော့ဒီမှာကိုဒီမှာဒီအပေါ်မှာချုပ်ကခါကြလို့ရှင်ကဒီဘားတွေမစုံတာရှိတယ်ကွာအဲ့မျိုးသူကဘားအစုံဘားလဲဆိုတော့ပြီးရင်နောက်ပြီးရင်တချို့ဒီချို့တူးတွေအစုံပါအောင်လို့ကိုကဒီကောင်တွေကိုနှိပ်ခိုင်းတာပေါ့နော်ကျွန်တော်ဆိုရင်သူကတချို့တူးတွေဆိုရင်တချို့ဒီပုံဘားတွေနောက်ပြီးလို့ရှင်ဒီကိုဒီမှာ menu bar တွေအကုန်လုံးကိုသူကဟိုပြည့်ပြည့်စုံထည့်ပေးထားတာပေါ့နော်အဲ့တော့ကို model တစ်ခုအသက်စဆွဲမယ်ဆိုလို့ရှင်ဒီ new ပေါ့နော် new ကသွားမယ်ကိုမှရှိပြီးသား model ဆိုလို့ရှင်တော့ဒီ open နဲ့သွားလို့ရတယ်ပေါ့နော်ဒီ open နဲ့ကိုဒီမှာသွားလို့ရတယ်ပေါ့နောက်ပြီးရင်ကိုဒီတနေ့တာဒါမှမဟုတ်ရှင်လေအရင်တော့လောက်ခဲ့တာတွေကိုဒီရှိမယ်ဆိုလို့ရှင်ဒီမှာကို history အထက်မှာကိုအကုန်ဝင်နေပေါ့နော်ဒီလိုဆွဲပြီးသားကိုပြန်ပြီးဒီမှာတစ်ခါတိုင်းလိုလည်းကိုဝင်လို့ရတယ်ပေါ့နော်အဲ့တော့ကိုဒီမှာဒါကတော့ကိုဒီ machine simulation တဲ့သူကဒီ sample ပေးထားတဲ့ set တွေပေါ့တော့ကိုဒီမှာဒီ row ပေါ့ဒါဒီကောင်ကကိုနိုင်ပြဒီ row နှစ်ခုပေါ့နော်ဒါကို row နေခိုင်းတာပေါ့နော်ဒီ row နဲ့ပေါ့နေခိုင်းတာတော့ဒီမှာ new စလိုက်မယ် new ကိုကဒီမှာ model ပေါ့နာမည် name ကတော့ထားပါတော့နော်ဆိုတော့ထားမှရှင်လေ tutorial 1ပါနော် tutorial 1ပေါ့အဲ့တော့နောက်ပြီးလို့ရှိရင်ဒီ folder ကတော့ကိုတို့ဘာမှတိတ်မလဲပေါ့နော်လို့ဆိုရင်ထားပါ desktop ဘာမှဒီ new folder တစ်ခုပေါ့နော်နော် tutorial 1ဆိုပြီးတော့ဟိုတင်လိုက်ပေါ့ဒီမှာအဲဆိုရင် tutorial 1ပေါ့ဒီ folder လည်း tutorial 1ပါနော်အဲ့မှာကိုတို့ကဒီမှာရှိ stamp တွေရှိတယ် studio ရှိတယ် sheet metal ရှိတယ်ပြီး drawing ရှိတယ်ပေါ့နော် drawing ကကိုတို့ drafting တွေသွားတာပေါ့ဟိုဒီကိုတို့ဒီ model လေးရတဲ့ခါသွားလိုက်ရတယ်နော်နောက်ပြီးလို့ရှိရင်ဒီlayout ဆွဲတာရှိတယ်နောက်ပြီးလို့ရှိရင် operation layout ဆွဲတာရှိတယ်နောက်ပြီးလို့ရှိရင် adaptive manufacturing ဆိုတော့ဟိုနောက်ပိုင်းသုံးလာတဲ့ method ပေါ့နော်ဒီ 3D printer ပါနေနောက်ပြီးလို့ရှိရင်တခြားကျန် tool set တွေရှိရင်သူ battery ရဲ့တစ်ခါတန်းပြီးတော့ adaptive လုပ်လို့ရတဲ့ set တွေရှိတယ်ပေါ့နော်ပြီးလို့ရှိရင် data machine line manufacturing ဆိုတာကိုဟိုပါပေါ့ဒီ set စားတဲ့နေပေါ့နော်ပြီးရင် multi exit deposition ဆိုတာလည်းဘယ်လိုခုနကပြောလို့ပဲတချို့ set တွေပေါ့ဒီကိုတချို့ multi exit file exit တွေပြီး 10 base set တွေ main set တွေ exit တွေမှာဒီကိုတို့ဒီသူတို့ nozzle ခေါင်းနဲ့ဒီအရေးလောင်းသွားတဲ့နည်းရှိပါတော့ inspection ကတော့ကိုတို့ဒီ CMM set တွေပေါ့နော်အဲ့တော့ကိုတော့ model သွားလိုက်ကြအောင်ဒါ model ပြီးရင်ဒီမှာကိုတို့ဒီ millimeter ရှိတယ်ကို inches လို့ဆိုရင်ဒီ inches ပြောင်းလို့ရတယ်ပေါ့နော်ကိုတို့ millimeter နဲ့ပဲသွားမယ် okay အဲ့တော့ကိုတို့မှာဒီမှာကြည့်ဒါဆိုလို့ရှိရင်ကိုတို့ပုံဘာရှိတယ်နောက်ပြီးလို့ရှိရင်ဒီ cap ဆိုတာဒါ cap ဆိုရင် cap နဲ့ design တာရှိတယ် surface ဆိုရင် surface နဲ့ design တာရှိတယ် assembly analyze เนาะနောက်ပြီး view selection tool application စသဖြင့်ပေါ့เนาะဒါဆိုကိုတို့သူဆက်ဆိုင်ဆိုတာရှိတယ်ပေါ့เนาะဒီ 3D connection ဆိုတာကိုက mouse ကိုဝယ်ထားလို့ mouse ဝယ်နေတာအဲ့တော့ဒီကောင်တစ်ခုခုမှာကိုတို့ကဒီမှာ right click ထောက်လိုက်ဒီမှာ right click ထောက်လိုက်ဒီတစ်ခုလိုတာပဲဖြစ်ဖြစ်ဒါဆိုရင် surface ဘာပြောက်သွားပြီ surface ဘာပြန်ထည့်လို့ရတယ်ဟုတ်လားနောက်ပြီးလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ဒီမှာဒီကောင်ဆိုလို့ရှိရင်ညာဘယ်တန်ညာသမားတွေအဆင်ပြေတယ်ပေါ့နော်ဘယ်မှာဖြစ်ဖြစ်ညာမှာဖြစ်ထည့်လို့ရတယ် left လည်းရတယ်ပေါ့နော်အဲ့တော့ကိုတို့ကနောက်ပြီးရင်ချို့နေရာကိုတစ်ချက်ပြပဲဒီဘေးမှာကိုဒါလေးချို့ဘားတွေထည့်ထည့်ခြင်းနဲ့အဲ့တော့ဒီမြားလေးနှိပ်လိုက်တာပေါ့နော်မြားလေးနှိပ်ပြီးတော့ဒီ menu bar ဆိုလို့ရှိရင်ပျောက်သွားပြီ menu bar နော်ဒီ menu ပြောပါလေနောက်ပြီးလို့ရှိရင်ဒါဆိုလို့ရှိရင် selection group ပေါ့နော်အဲ့တော့ selection group ပြန်ထည့်မယ်ပြီးရင် view group ထည့်မယ်ဒီထည့်ပါနော်ဒီဆိုတာဒါပေါ့ measure သွားတဲ့ဟာပေါ့နော်ဒီဆိုတော့ဒီမှာတော့ဒါ face ရှိတယ်နောက်ပြီးလို့ရှိရင်ဒါ perspective သွားတဲ့ view ရှိတယ်ဒါအမျိုးမျိုးပေါ့ကွာနော်နောက်ပြီးလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ဒီကောင်ဒီဘက်ပေးရမြားလေးခေါ်လိုက်ပြီဆိုတာ ਨੇ တော် view သွားမှာလား right view သွားမှာလား right view သွားမှာလားဒါအမျိုးမျိုးပေါ့နော်ဟိုလိုချင်လို့ပေါ့ဒီဒါဘာရှင်းမှာပါလာလဲဆိုတော့ဒီ cube ပါလာပါနော်ဒါရင်တော့ Autodesk မှာပါတဲ့ဟာမျိုးပေါ့နော်ဒီ Autodesk ကိုဟိုပါပေါ့ဒီ solid work မှာလည်းပါတော့ပါပါတယ်
ဒီကောင် Q နဲ့မဟုတ်ဘူးနော်အဲ့တော့ Q ပါလာတာပေါ့ဒီကောင်ဆိုရှင် Q နှိပ်လိုက်ရှင်နော် Q ကဒီလိုသွားလို့ရတာပေါ့နော်အဲ့တော့ပြီးတော့ဒီကအခြေခံတော့ကိုချက်ပြောဖို့ကိုတို့မှာ metal ကလေးကိုဖိလိုက်လို့ဆိုလို့ရှင်ဒါပန်ပေါ့နော်တိပါပါနောက်ပြီးလို့ရှင်ဒီ metal ကလေးဘောလုံးဒီအတိုးချဲရတော့ဒီဒါတော့ဒီကိုဆုံးပါနော်နောက်ပြီးလို့ရှင် shift က metal ကလေးကဆိုလို့ရှင်တော့ဒါပန်ပေါ့ sorry ခုနကကျတော့ metal ကလေးကိုဖိပြီးနှိပ်ရကြတော့ rotation ပေါ့နော် rotate လုပ်တာတော့ shift က metal ကလေးဆိုရင်တော့ဒါပန်ပေါ့နော်ဒီဘောလုံးတွန်းချဲရဆုံးအဲ့တော့ဒါပေါ့နော်နောက်ပြီးလို့ရှင်ကိုတို့ကဒီမှာဒီ menu ထဲမှာလည်းကိုတို့ဒီဘားတွေအများကြီးရှိသေးတယ်နော်ဒီဟိုရှိသေးတယ်ကို insert ထဲမှာတော့ဒီကတော့ဒီ insert တော့ insert ထဲမှာဆိုလို့ရှိရင်ချို့ဒီဟိုဆွဲတဲ့ဟိုစားတွေနောက်ပြီးလို့ရှိရင်ဒီ design cap ဆိုလို့ရှိရင်ဒီ cap ဒီ cap နဲ့တူတူပဲပေါ့ဒီကောင်လေးပဲเนาะဒီကောင်လေးပဲဒီထဲမှာပြန်ရှာလို့ရတယ် insert cap ဆိုလို့ရှိရင်ဒီထဲမှာနောက်ပြီးလို့ရှိရင်ဒီ design feature ဆိုလို့ရှိရင်လည်းဒီမှာ report တို့ rip တို့ထားပါเนาะကုန်းတို့ sphere တို့အဲ့လိုမျိုးအများကြီးပဲပေါ့ကွာအဲ့တော့ညီလေးတခုခုပေါ့ command တခုခုညီတို့သိတယ်ပေါ့เนาะသိပြီးရောဒီထဲမှာမတွေ့ဘူးဆိုလို့ရှိရင်ဘယ်လိုရှာမလဲဆိုတော့ find command ဆိုရှိထားပါလို့ဒီမှာဘယ်လိုရှာလိုက်မှာเนาะဟုတ်ရှင် pause လာပါတော့ကျွန်တော် sphere sphere လိုက်ရှာလိုက်အဲ့ဒါလို့ရှိရင်ကိုကဒီမှာကြီးထွက်လာเนาะဒီကောင်ဆိုရင်ဒီဘာကြလာပါเนาะ command finder ဘာကြလာအဲ့ဒီမှာကြီးတက်ရှာလို့ရသေးရဲ့ဟုတ်ရှင် project sorry project เนาะအဲ့ဒီမှာ project ကထွက်လာပြီဟာအဲ့လိုမျိုးလေးပေါ့เนาะကိုဒီရှာရင်ကိုရှာလို့ရတယ်ပေါ့เนาะအဲ့တော့ဟိုဒီမှာ home ပေါ့တော့ဒီ sketch စဆွဲမယ်ဒါမှမဟုတ်ရင်ကိုက plane ရဲ့เนาะဒီ data plane ကြောင်းလေးတစ်ချက်ပြောပြအောင်ကိုကဒီမှာခါကျရင် data coordinate system ဒီကောင်ကြီးပေါ့เนาะဒါကြီးပေါ့ဒါကြီးပါတတ်တယ်เนาะအဲ့ဒါကိုကဒီကောင်ကြီးပိတ်လိုက်မယ် delete ပေါ့เนาะပိတ်လိုက်လို့ရှိရင်ကိုကဒီကောင်ခုနကပြောလို့ data cs ဆိုရင်ပေါ့เนาะကိုပြန်ထည့်ခြင်းလဲဆိုလို့ရှိရင်ဒီကောင်ကိုကတစ်ချက်နှိပ်လိုက်အဲ့တော့ကိုကဒီမှာဒီကောင်ကြီးပေါ်လာပြီပါလား data cs ဆိုရင်ပေါ်လာပြီအဲ့တော့ကိုကဒီကောင်ကိုဘယ်လိုလှည့်ကျင်တော့လှည့်လို့ရသေးတယ်နော်ဒီကောင်ဆိုလို့ဒီအလုံးလေးဖိရတာလှည့်ရနော်ဟုတ်လားအဲ့လိုရောနော်ဒါဆိုရင်အပေါ်တိုးကျင်နေရတယ်ဟုတ်လားအဲ့ဒီကနန်းနဲ့သွားကျင်တယ်ဒီသွားပြီးလို့ရှိရင်ထောက်တရပေါ့ပေါ်တရရောက်ပါအဲ့လိုမျိုးလေးပေါ့ညီလေးနော်အဲ့တော့ကိုဒီမှာဒီကောင် data set ဆိုရင်ပြန်ထည့်မယ်အဲ့တော့ဒီမှာတစ်ချက်ကြည့်ပြီသူကခါရောက်ရင်ကိုတို့မှာ point အတိအကျရှိရပါတော့ point အတိအကျရှိရဆိုလို့ရှိရင်ကိုဒီ point ထိုင်လောက်ဆိုတာလည်းတစ်ချက်နှိပ်လိုက်အဲ့မှာကိုတို့ထားပါ30ပါနော်30ဆိုလို့ရှိရင်အဲ့ဒါကိုတို့ဒီမှာတခြားနေရာကိုရွှေ့သွားတော့အဲ့လိုပေါ့နော် point အတိအကျနဲ့ရွှေ့တဲ့ဟာမျိုးပြောတာဒါမှမဟုတ်ကိုတို့က0ဆိုလို့ရှိရင်0နော်အဲ့ဒါကို okay နဲ့လိုက်ခုနပြန်တက်လာနောက်ပြီးရင်ဒီမှာ data plane ဆိုတာရှိရနော် data plane ကတော့ကိုတို့ဒီမှာအများကြီးရှိတယ်ပေါ့နော်ဒီ at distance ရှိတယ် at distance ဆိုတာဒီ plane တစ်ခုခုကိုခြေပေးပြီး offset ပြတဲ့နေပါပဲဟိုလက်နဲ့ဆွဲရရတယ်ဟုတ်လားဒါကိုတို့ခဏထည့်ခြင်းဒီမှာခဏထည့်လိုက်ရတယ်ဒါ plane ပွားရင်လို့ရှိရင် plane ခုလာ3ခုလာပေါ့နော်သွားတဲ့နေပါဟုတ်လားအဲ့ဒါကိုတို့ဒီ0ပဲထားပါ sorry 1ပဲထားပါနော်လို့ရှိရင်100ပဲထားပါ100ပေါ့ဒါမှမဟုတ်ရင်ကိုတို့ဒီ100ဒီဘက်ထဲမှာသွားပဲဟိုဘက်ထဲမှာသွားခြင်းbus direction ပေါ့နော်ဒါလေးပါပဲအခုလို့ရှိရင်သူက plane ကိုဒီ plane ရဲ့ဒီများရှိတယ်ဒီများကိုကိုယ်ကရွှေ့ပြရတယ်ဒါကဘာလဲဆိုတော့ဟို sketch 2တွေသုံးတဲ့ချိန်မှာဆွဲရချိန်မှာနည်းနည်းသိတာပေါ့နော်ဟို sketch ကဟိုဘက်လှည့်ရဟိုဘက်ကလှည့်ဆွဲရတယ်ဒီဘက်ကသွားဆွဲရမတူဘူးပေါ့ဒီမှာအဓိကဒီဟိုလိုဟို right side view နဲ့ left view left side view တူတူဖြစ်နေကြပါတော့နောက်ပြီးလို့ရှိရင် okay နဲ့လိုက်ဒါဆိုရင် plane တစ်ခုရပြီပေါ့နော်မလို့ရင်ဟိုပြန်ဖြတ်မယ်ပေါ့နော်တက်ပြီပေါ့နော်အဲ့တော့နောက်ပြီးလို့ရှိရင် data တော့ဒါဆိုရှင်းပါကူဒီကိုဟိုအဖြစ်ဟိုဒီကိုလည်း exit data တခုပေးလိုက်တာပါကျွန်တော်အားမရှိအောင်เนาะဒီကောင်တော့ဒီကို2 exit တွေပါနေသွားလို့ရှင်တော့နည်းနည်းအသုံးဝင်တယ်ဟိုဆက်စားတဲ့အချိန်အဓိက 4.5 စားရင်နည်းနည်းအသုံးဝင်တယ်နောက်ပြီးလို့ရှိရင်ဒီ data play ဝင်မှာကိုအထက်မှာဟိုဒီမှာ at distance ရှိတယ်ခုန angle ရှိသေးတယ်เนาะ angle ဆိုလို့ရှိရင် planar reference ပေးရမယ် exit ပေးရမယ်ဒီက planar reference ဆိုတာတော့ဒီကောင်ပေါ့ဒီကောင်မှဒီကောင်ကို exit ယူပြီးတော့ဟိုလိုချင်တဲ့ degree တခုလိုက်တာပေါ့နော်ဒါကို play အဲ့နိုင်ရဲ့ပေါ့
ကိုဒီပါဆိုလို့ရှိရင်ဒီပါဆိုလို့ရှိရင်ကိုဒီ view မရှိဘဲနဲ့ကိုဒီကောင်ကိုဆက်လက်ပြီးသားတာတခု cancel ပြန်လို့ရှိရင် shift နှိပ်ပြီးတော့ဆက်နှိပ်လိုက်ရနော်အဲ့တော့ဒီကောင်ယူရင်ယူပြီးလို့ရှိရင်ဒီကိုဆိုဒါဟိုဖြစ်နေလို့လေအဲ့ဒါတက်နေလို့မရအောင်နော်ဒီကောင်ယူပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒါကိုတို့ဒီ angle ကိုပြီးလို့ရှိရင်45ထားပါအဲ့ဒါဆိုရင်နော်သူ angle ထိုင်ဖြစ်သွားပါအဲ့ဒါကိုဒါရှင်ပြောင်းနေလည်းရတယ်ကျွန်တော်ဆိုရင်ဟိုဆိုလို့ရှိရင် -45သွားတယ်အခုသွားတော့ပေါ့45သွားရင်သွားမယ်အဲ့လိုမျိုးပါနော်ပြီးရင်အဲ့ဒါကိုမှကိုက offset ထပ်ပြစ်ရင်ဒီမှာ offset လာနှိပ်လိုက်လောက်သွားမှာတော့30လားနော်အဲ့ဒါမှဒီမှာကိုကဒီကောင်သွားတာ100လားအဲ့လိုမျိုးသွားလို့ရတယ်နော်အဲ့တော့နောက်ပြီးလို့ရှိရင်ဘိုင်းဆက်တာကတော့ချက်ပြပြီမယ်ဘိုင်းဆက်တာကျတော့ဟောတော့ဟိုဘလောက်တစ်ခုပေါ့နော်ဒီကောင်ပေါ့ဒီမျက်နှာပြင်နဲ့ဒီမျက်နှာပြင်ကြားတဲ့အလဲပေါ့နော်အလဲတဲ့ရှိနေလို့ရှိရင်ဒီ plane ဒီဟိုဘိုင်းဆက်တာပေါ့နော်ဒီကောင်ရယ်ဒါဆိုလို့ရှိရင်အထည်ဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးဒါဆိုလို့ရှိရင်ဒီကောင်နဲ့အလဲပေါ့โอเคဒါဘိုင်းဆက်တာနီးပေါ့နော်နောက်ပြီးရင်cap and point ရှိတယ်ဒါတော့ကိုတို့မြင်းချောင်းတစ်ခုရဲ့ point ရသွားတာပါနော်2 line ဆိုတာ line တစ်ခုကိုယူတဲ့ဟာမျိုးပေါ့ဒါဆိုကိုတို့ကဒီမှာတော့အများကြီးပဲကိုတို့အဆင်ပြေတဲ့နည်းကိုကိုတို့ထားလို့ရတယ်ပေါ့နော်အဲ့တော့ကိုတို့ကဒီမှာတခြားလေးချက်ရှင်းပြအောင်ဒီမှာဒီကောင်လေးရှိတယ်ကွာဒီကောင်လေးကဒီသူ့ကိုလိုရတဲ့အဆင့်တစ်ခုကိုတို့ပြန်ပြီးတော့အောက်ကိုပြန်ပြီးတော့သွားချင်တယ်နောက်ကိုပြန်ပြီးတော့ကြွားချင်တယ်ဆိုလို့ရှိရင်ဒီလိုနဲ့လိုက်ဒါဆိုရှင်ဒီ plane တစ်ခုကိုဒီအဆင့်တစ်ခုကိုကျော်သွားပါနော်ဒီအဆင့်ပြန်ကြရင်ဆိုသွားတာပါနော်ဒါကောင်ဆိုလို့ရှိရင်ဒါဒီ3ခုကအသက်မဝင်တော့ဘူးအဲ့လိုမျိုးနော်ဒီပုံတာအဲ့တော့ကိုတို့ကဒီပုံတစ်ခုစဆွဲမယ်ဆိုလို့ရှိရင် sketch ပေါ့ sketch ကိုတို့ကဘယ် plane ကိုယူမှာတော့တို့ကဒီ plane ကိုတို့ကယူမှာလားဒီ plane ယူပါလားပါနော်ဒါပါအောင်ကိုဒီထိတ်ကိုယူလိုက်ပါနော်ပြင်လိုက်မယ်ဒါဆိုလို့ရှိရင်ကိုတို့ဒီ plane ကဒီ front plane ကိုဒီ plane ကိုရောက်ပါပြီနော်အဲ့တော့မှကိုတို့ကခါကြောက်ရင် plane ကဒီလိုသွားနေတယ်ကိုတို့ကဒီဘက်ကိုပြန်မရောက်ဒီဖြစ်တတ်တယ်လေဒီကြောက်ရှင်ကိုပြမယ်တစ်ချက်လေးဒီမှာကြည့်တော့ဘာလို့ကောင်းလဲဆိုရှင်ဟိုဒီမှာဒါလေးတစ်ခုထည့်ပြီနော်ဒီမှာဒီများလေးပေါ့ဒီများလေးကိုဒီမှာကိုတို့ customize ဆိုတာရှိတယ် customize ဆိုနေလိုက်ရင်အဲ့မှာ orient o r i e n t ဒါ orient view ဆိုတာရှိတယ်ဒါလေးကိုဆွဲလိုက်နော် left click ပြီးဆွဲလိုက်တာလေဆွဲပြီးတို့ဒီမှာထည့်လိုက်ဒီမှာဖြစ်တဲ့နေရာမှာပေါ့နော်ဒီမှာမဟုတ်ဘူးနော်ဒီနားလေးမှာဖြစ်ထည့်လိုက်ရတယ်နော်ဒါဆိုလို့ရှိရင်ဒါမှမဟုတ်ဒီဘက်မှာတော့ထည့်ဒီအောက်ထဲမှာထည့်လိုက်ရတယ်ရတယ်ဒါဆိုလို့ရှိရင်ကို close ပြန်နေလိုက်နော်ပြီးရင်ဒီမှာလဲကိုခုနကလောက်လို့ပဲဒီများလေးကို ribbon option ထဲမှာဒီကောင်းလေးကိုဆွဲချလိုက်ပြီးရင် view ရယ် data ရယ်ပေါ့နော်အဲ့တော့ပြီးရင်ကိုကဒီမှာဒီကောင်ဒါဆိုရင်ရောက်နေရောက်နေကွာ orient to sketch ဆိုလို့ရှိရင်ဒီပြန်ရောက်သွားသူ view တိုင်းကို normal ပြန်ယူသွားပါတော့ဒါပြီးလို့ရှိရင်တို့ဒီထားပါဒီ profile တစ်ခုဆွဲရမယ်ဆိုတာတော့ profile ပါနော်နေလိုက်တယ်ကိုဒီမှာဒီနေရာသွားလိုက်တယ်ပေါ့ကိုဆွဲတယ်နော်တို့ဆွဲချင်မှာကိုဒီမှာကြည့်ဒီ drawing တွေပေါ့ဒီ drawing တွေဒီကဏ္ဍလေးရှုပ်နေကွာကဏ္ဍလေးရှုပ်နေကိုဒီကောင်ဘယ်လိုဖြောက်လဲဆိုလို့ရှိရင်ကိုဒီများလေးပေါ့နော်ဒီ constraint ဆိုတာရှိတယ်လေ constraint များလေးရမှာဒီကောင်လေးရှိတယ်ဒီများလေးအဲ့ဒီမှာကို continue auto dimension ဆိုတာကိုဆက်ပေးလိုက်နော်အဲ့ဒါဆိုရှင်ကိုထည့်ချက်ပြမယ်ပြန်ပြီးတော့ဒါလေးနဲ့လည်းပေါ့နော်ဒါလေးနဲ့လည်းပြီး profile โอเคမရှိတော့ဟာလားအဲ့တော့ပြီး scan နဲ့လည်းတော့အဲ့တော့ဘလို့မှာချက်ဟိုအဖြစ်ကြရှိတာကို dimension တွေဆိုရှင်ကိုဒီမှာ dimension ရှိတယ်ပေါ့နော် dimension line ရှိတယ်ပေါ့နော်နောက်ပြီးရင်ကိုဒီမှာနားလေးမှာကြည့်နော် geometric constraint ဆိုတာရှိတယ်သူကကွာတို့ဒီဘက်မှာအဲ့ဝင်စားကွန်ပျူတာနဲ့ C လို့ရေးထားတွေ့ရမှာ
အဲ့တော့ကိုတို့ကဒီကောင် short key ကကိုဒီမှာ0နှိပ်လိုက်ရင်ဒါ short key ဖြစ်သွားအောင်နော်နောက်ပြီးကိုတို့ဒီမှာ line ဆိုလို့ရှိရင်ဒီနားမှာကို error ဆိုပြီးပေးထားရှိရတယ်နောက်ကို error နှိပ်လိုက်ရင်ဒါ line ဖြစ်သွားပါနော်အဲ့တော့ညီလေးကို short key ကတော့ကိုဒီ AutoCAD ရတယ်ဆိုအဆင်ပြေ short key က AutoCAD တူတူပဲတခုတော့ပဲဒီ O ဆိုလို့ရှိရင်စခဲ့ပါဘူးအခု short key တော်တော်များ AutoCAD ဟာတော်တော်မျိုးအကုန်လုံးမှာတော့မရှိဘူးကွာဒီ short key ရှိတဲ့ဟာလေးရှိတယ်ပေါ့ညီလေး short key ကိုပေါ့ထည့်ချင်တယ်ဆိုရင်လည်းရတယ်ဒီနောက်ကျရင်ပြပေးသွားမယ်အဲ့တော့ကိုကဒီ train တော့ပါဆိုရင်သူကအဓိက main တွေပေါ့ train တော့ instant တော့အဲ့ဆိုရှင်ကိုတို့ဒီတူတူပါပဲရှော့လို့ခဲ့နော်လို့ရှိရင်နောက်ပြီးကိုဒီမှာ dimension ဆိုလို့ရှိရင်ဒီပေါ့ဟာလား dimension ဒီကောင်ပေါ့နော်နောက်ပြီးလို့ရှိရင် geometric constraint ပေါ့နော်ရှင်းနေလိုက်ပါနော်အဲ့ဆိုလို့ရှိရင်ကိုတို့ကဒီမှာကြည့်ကိုတို့ဒီမှာ horizontal ရှိရယ် vertical ရှိရယ်ဒါကကိုတို့ကဘာလို့လဲဆို geometrical tolerance နဲ့တော့တူတာပေါ့နော်ဆိုတော့ geometric constraint ဆို geometrical တို့ဒီ geometrical tolerance တွေတော့ဒီအဲ့ဒါကြီးနဲ့ဟိုအဲ့မှာကို flatness တို့နောက်ပြီးလို့ရှိရင် concentricity တို့နောက်ပြီးရင် roundness တို့ပါအဲ့လိုမျိုးတွေပေါ့ကိုအဲ့လိုမျိုးနဲ့တော့တူတာနော် vertical ဆိုရင် vertical ပေါ့ဒီကမြင်ကို vertical ထားလိုက်ရင် vertical ပဲတော့ကျွန်တော်လည်းအတိုင်းပဲဟုတ်လားကိုတို့က control set ကတော့တူတူပါပဲနော်နောက်ပြီးလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ဒီကောင်ကို horizontal ထားခြင်း horizontal ပေါ့နော်အဲ့နောက်ပြီးလို့ရှိရင်တို့ဒီမှာperpendicularity ပေါ့နော်perpendicular ဆိုလို့ရှိရင်ဟိုကဒီမြင်းနဲ့ပြီးလို့ရှိရင်ဒီကွာတစ်ခါတန်းပြီးတော့နှစ်ခုလုံးပြီးလို့မရဘူးဒီလိုပြီးလို့မရဘူးเนาะဟိုကကိုတို့ကဒီကောင်တစ်ခုပေးဒီကောင်ဆက်လက်ပေးဒီလိုပေးပါเนาะအဲ့လိုမှမဟုတ်ဘူးကိုတို့ကအဲ့လိုမှပေးခြင်းဘူးဒီကောင်တစ်ခုပေး middle ကလေးတစ်ချက်နှိပ်လိုက်အောက်ရောက်သွားပြီเนาะဒီကောင်တစ်ချက်ပေးဟာလားဒီကမှာဆိုတဲ့အတိုင်းပဲဟိုဒီမှာဆိုလို့ရှိရင်ဒီကောင်ရဲ့ပေါ့ဒီကောင်ကျတော့ကိုတို့က constraint ပြန်နှိပ် vertical line ပေါ့ဟုတ်လားလို့သွားလို့ရတယ်အမေကိုတို့ကဒီ point ကို constraint ချုပ်ပြီးရင်ထားရကိုကြက်တယ်လို့ကိုတို့သွားလို့ရတယ်ပေါ့နော်ဒီ point တွေပြီးတော့ဟို take point တွေယူပြီးသွားလို့ရတယ်ပေါ့နော်ဒီ constraint ပြန်ခေါ်ဒီမှာဒီ vertical alignment ဆိုတာရှိရလေဒါလေးချက်နှိပ်လိုက်ဒီကောင်ပေါ့ဒီ point တွေပေါ့နော် sketch origin ဆိုတာရှိတယ်ဒီမှာစာလေးပေါ်နေတယ် sketch origin အဲ့ဒီချက်နှိပ် middle ကလေးနှိပ်ပြီးရင်ဒီကောင်လေးယူလိုက်တော့နော်ဒါ vertical alignment ဖြစ်သွားပြီဟောဒီ alignment ဆိုလို့ရှိရင်အတိုင်းပဲဒီကောင်လေးယူဒီကောင်တက်လာကိုလို့ချက်ပြပြမယ်နော်ခါရောက်ရှင်ဒီကောင်သူ့အောက်တက်တယ်ကွာဒါမှမဟုတ်ရှင်ဒီကောင်ကို right click ထောက်လိုက်လို့ရှိရင်ဒီ slap မှာ slap ဆို list ဆိုတာရှိတယ်အဲ့တော့နှိပ်လိုက်ဒီဘယ်အောင် slap ပေးချင်တာတော့သူကတက်လာပါနော်အဲ့လိုမျိုးလေးရှိတယ်နော် slap ပေးရင်ဒီကောင်မှာဟုတ်လားအဲ့လို့ရှင်ကိုခုနကကိုဒါကြတော့ horizontal line ပဲပေါ့နော်အဲ့ဒီကိုဒီကောင်ကိုကြိုက်တယ်လို့ဆွဲလို့ရတယ်နော်ဟုတ်လားဒီက constraint လေးချုပ်ထားလို့ရှိရင်ကိုတို့ဒီနဲ့ found ပြင်လို့ရတယ်အဲ့တော့မှကို dimension လိုက်ပေးရရတယ်ဒီကနေပြီးတော့ဒီဆိုရင်ထားပါတော့40ပဲထား40โอเคနောက်လို့ရှိရင်80ဟုတ်လားဒီကောင်30ပဲထားမယ်ဟုတ်ဒီကောင်နဲ့ကိုဒီရမှာယူမယ်30ပါဖြစ်နော်130ပါတော့ဒီတော့ယူမယ်အောင်လည်းချလိုက်ဒီတော့အောင်လည်းချလိုက်ရဟုတ်လား dimension ပြန်လိုက်ပြီးရင်အခုတော့ဒီမှာ save နေရာရှိရတာ dimension ချုပ်ပြီးသားနေရတယ်ပေါ့နော်အဲ့ဒါ show နေရမ save ဒီကောင်ဆိုလို့ရှိရင်အကောင်ဆိုဒီကောင် dimension လွတ်နေပြီလို့ဒီကောင်ကို set ပေးလိုက်ဟော message ယူလိုက်ဒီကောင်ဆိုလို့ရှိရင်ဒီကနေဒီကိုတက်ဆက်ယူလိုက်ဒါဆိုရင်အကောင် dimension ချုပ်ပြီးသွားပြီပေါ့နော်အဲ့ပြီး finish ဟုတ် finish ယူပြီးတော့ဟိုကျန်တဲ့ဒီ solid ပိုင်းနဲ့ဆက်သွားလို့ရပြီနော်ကျန်တာနောက် drawing tool ကိုဆွဲပြမယ်ပဲ